Okay, hello everyone, teacher Chow. Teacher Chow ka bati pia mane so unit 2. Let's go to unit 1 စာလေးကိုတင်ပြပေးမှာဖြစ်ပါတယ်ရှင်။ကဲဒီစာလေးကဆိုလို့ရှိရင်တာတူသမီးတို့ရဲ့အရာလည်းသုံးဝင်တာပေါ့နော်။မနေ့ရဲ့နေ့စီပေါ့နော်။တနေ့စာရဲ့ကိုလို့တဲ့ဟာပေါ့နော်။မနေ့ပိုင်းလို့တဲ့ဟာလေးကိုတင်ပြပေးတာဖြစ်တော့ပေါ့နော်။ကဲဒါလေးဆိုလို့ရှိရင်ပါလေလေဒီချက်ဝိုင်းထားတဲ့ဟာတစ်လုံးပဲရှင်းပြမယ်ဒီချက်လေးအဲ့ဒါလောကဲအားကပါလေဒီချက်တော့ကဲအားကမနဲ့စောထားတော့ကဲအားအေးရထားတော့ကဲအား GET ကဲ UPR ကဲအား GET ကဲ UPR ကဲအားကဲမနေ့စောထားပြီးတော့ဆိုရင်ဘာလို့မလဲသွားတိုက်မယ်သွားတိုက်တာကိုဘာလို့ဆိုတော့ brush man ချီ BRUSH brush ကတိုက်တာမိုင်းကျွန်တော်ဤသွားကိုကျွန်တော်ဤသွားတီအရှိတော့ကတီဆိုတာကသွားကျွန်တော်ရဲ့သွားကိုတိုက်တီ brush man လေးလုပ်ပြီးတော့ဆိုချက်ပါလို့မလဲမျက်နှာလေးတင်မယ်မျက်နှာလေးတင်တော့ဘယ်လိုခေါ်လဲဆိုတော့ wash my face နာတေတော့ wash my face ကဲကောင်းဖွေးတာကိုကြာတော့ဒီလိုမျိုးကောင်းဖွေးတာကြာတော့ wash my hair နာတေပြီးရဆိုကောင်းဖွေးတာကို wash my hair လိုက်ဆိုမယ် wash my hair ဒီချက်တူလိုက်ဆိုရမယ်နော်ကိုလုံးလေး wash my hair လေးပြီးတော့စပီကောင်းဖွေးတော့အင်တီလေးကိုလဲမယ်အင်တီလေးကိုလဲတာကြတော့ Kera dress GREH TRESS dress အဲ့ဒါ